မမီကိုတစ်ခေါက်တော့ရောက်လာအောင်မနှောပြီးအနောက်ဖက်မှာကဘာကျော်တဲ့ဖက်ကမြေစီကိုလေတောင်းဆွဲတောင်းနာဝိုင်းပတ်လေရှူမြောင်ချောက်ကဘာများကြမှာတန်တိုင်းပေါက်ပြရိုက်ခတ်တာဘာတန်လို့မမင်းနဲ့လောင်ပါလောင်လို့ပြောရမြေမို့လေလောင်ပါလောင်လို့အတန်တွေလေဟေး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 လောင်ပါလောင်လို့ပြောရမြေမို့လေလောင်ပါလောင်လို့အတန်တွေလေမိုးလေးကိုဆောင်းရောက်ပြီးမိုးပြန်စီတော့မယ်ဒီလေးဆောင်းပြီးလို့ကြောက်စိတ်ရရင်ပြန်နိုင်မလို့မျောလင့်မိတယ်ကကြမအပြောင်းအလဲကိုဘယ်သူ